ဒီသက်ရွယ်ကငယ်ကြကုန် ဒါပေမဲ့ကြောင်ရောက်တဲ့အခါကိုနဲ့တဲ့သူကြောင်လာကြောင်လို့များကြီးနဲ့လေရင်းနေဆောက်စားကနေသာကြခဲ့တရားရဲ့ဖတ်စကနမြတ်တွေခါကြောင်သွားတိုင်းမှာတောင်းတခဲ့တာကိုရမယ်မဟုတ်ဘူးကိုတွေ့ချင်လို့လေ 2 3 4ဒီသက်ရွယ်ကငယ်ကြကုန် ဒီလိုနဲ့ပဲဆယ်ကျော်တဲ့အရွယ်ရောက်တဲ့အခါခြေက